လာပါရှင်ညီမကတော့စုသွားဟိဖြစ်ပါတယ်ညီမကဒီနှစ် April မှာ Management Foundation Studies တန်တဲ့ program ကို SIM ရဲ့မြန်မာပြည်ပထမဆုံး Overseas Teaching Center ဖြစ်တဲ့ AVI Institute မှာတက်ရောက်ခဲ့တာဖြစ်ပါတယ်အခုလာမယ့် October intake မှာလည်း Diploma in Banking and Finance program ကို 50% scholarship နဲ့အတူ SIM မှာဆက်လက်တက်ရောက်မှာဖြစ်ပါတယ်AVI မှာလည်း SIM ရဲ့ Business Foundation program ကိုပညာသင်ဆုနဲ့အတူတက်ရောက်ခဲ့တာဖြစ်ပါတယ်AVI မှာတော့ blended teaching system နဲ့သင်ပေးပြီး tutorial session တွေနဲ့လည်းဘာသာရပ်တိုင်းကို support လုပ်ပေးပါတယ်။အတန်းထဲမှာနားမလည်တဲ့ဘာသာရပ်တွေကိုလည်း tutorial သင်တဲ့ AVI ကဆရာဆရာမတွေက exercises တွေလုပ်ပေးပြီးနားလည်အောင်ရှင်းပြပေးပါတယ်။သင်ကြားရေးမှာလည်းအဆင်ပြေအောင် facilities အပြည့်နဲ့အဖက်ဖက်ကနေ AVI ကကူညီပေးခဲ့သလို scholarship ရှောက်တုံးကလည်း personal statement ရေးတာ interview ဖြေတာတို့ကိုယုံကြည်မှုအပြည့်နဲ့ဖြေနိုင်အောင်လက်ညှိုးပေးခဲ့ပါတယ်။ကျောင်းလျှောက်ထားရမှာလည်းအစအဆုံးအစီအပြေအောင်ကူညီပေးခဲ့တဲ့ AVI ကိုလည်းအထူးကျေးဇူးတင်ပါတယ်။နိုင်ငံခြားမှာကျောင်းသားတက်ဖို့အတွက်ကိုစိတ်ချခြင်းရဲ့ Not International Education အတွက် One Stop Education Center ဖြစ်တဲ့ AVI Institute ကိုရွေးချယ်နိုင်ပါတယ်။